ငယ်တည်းဆိုရင်အိမ်မက်တစ်ခုတော့စီးရမယ်ကိုယ့်ရဲ့မောက်ကိုကောင်းတဲ့ဘိုးစိတ်ကူတာနဲ့ဆိုဒီဘလော့လေးကိုကြည့်လိုက်ကျွန်တော်လူငယ်တွေအများစုကကိုယ့်ရဲ့မောက်ကိုအကောင်းတဲ့ဘိုးတွန်းဆောင်နေကြတယ်ကျွန်တော်လည်းစားရဒီလိုပါပဲခေးတွေထွားမှောင်ကြောက်ကိုနဲ့မရင်းတဲ့နေရာအစ်တွေရောက်စိတ်ဝင်ဒါပေမဲ့လည်းအဲ့ဒါတွေကပဲကိုပြည်တော်တစ်တွေပြီးတာလေအဆက်နဲ့အများကြီးစီးမှခီးတွေသွားမယ်လို့ထင်ရတာတကယ်တော့အဲ့ဒါတွေကကိုယ်စိတ်နဲ့ပဲဆိုသွားခြင်းကိုလှုပ်ခြင်းနဲ့ဆန္ဒစီတူလို့ဖြစ်ပါလေတို့အသက်တွေကပြည့်ပြည့်နဲ့ငယ်သွားမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်ထိုင်ရတော့မှခီးတွေအများကြီးထွက်ပါချင်းချင်းကိုလှုပ်ခဲ့တဲ့အရာတွေကိုပြောပြီးလူပြူစီလေနောက်ထပ်ရတဲ့လက်ဆိုင်တော့ကိုလှုပ်ခဲ့တဲ့အရာတွေပို့ပြီးတော့ကိုယူဖို့ကောင်းနေပါလေလို့လေကတော့6လပိုင်းတော့မှသွားကြတယ်လို့လေပဲဖြစ်ပါတယ်လာပါဆိုတော့ဆောက်ပြီးဒီမှာတော့ရောက်ပါတယ်အဲ့လိုရောက်အစင်းအောင်မတော်ရောက်အဲ့ဒီနားမှာရေဓာတ်ပုံတည့်ရလို့ရတယ်ဗမာတည့်ရိုက်မှာရေကနေဖုန်ထမရမှာပြန်တော့မှာပဲဖြစ်ပါလေရေတကောင်မော်တယ်နောက်နေ့မှပြန်လာမှာမလားညတော့ပြန်လာတဲ့ဘောတရားကြီးကြည့်ပါလေโอเคโอเค